အားနေတဲ့အားသာချက်တွေတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လက်ရှိမြေပြင်မှာတကယ်ကိုတာဝန်ထမ်းဆောင်တာရိုးရိုးချွန်ချွန်လုပ်နေရတာသူတို့ပဲလေအဲ့တော့မနေ့အလောင်းနေရတာသူတို့ကြောင့်လေဟုတ်နဲ့တွေ့တာလေအဲ့တော့ကိုကြီးတက်နိုင်တာကတော့ညီလေးတို့ဂုံပြုပါတယ်ညီလေးတို့လောက်ပါနော်ဒီပြုံးလေမျိုးကြီးတို့အခုတို့ဝက်ဝင်တန်မွေးတို့မှာမင်းတို့ရဲ့ခေါင်းဆောင်စစ်ခေါင်းဆောင်တယောက်ရဲ့ကောင်းမွန်ဟိုပေါ့နော်ကောင်းတဲ့မုံမြတ်တဲ့စိတ်ဓာတ်နှလုံးသားလှတဲ့စစ်ခေါင်းဆောင်ရဲ့တယောက်မှာစစ်ခေါင်းဆောင်ဆိုတာကလက်ရှိပြုံးလေမှာဆိုအောင်မြေပေါ့နော်ဗိုလ်ချုပ်စိုးမြတ်တို့ပြီးရင်တိုက်အောင်ကာနေအေးမင်းအောင်တို့ရဲ့အောက်မှာမင်းတို့နိုင်ငံနဲ့လူမျိုးအတွက်ကိုသင်ခန်းစာတွေယူပြီးတော့မှမင်းတို့နောက်ထပ်ရှိမဲ့လူတွေတက်မတော်မှာပေါက်ဖွာလာမဲ့ညီငယ်တွေပေါ်မှာမင်းတို့တင်ပြပေးပါတိုင်းပြည်ချစ်စိတ်နိုင်ငံချစ်စိတ်လူမျိုးချစ်စိတ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်ဘယ်လိုကာကွယ်ရမလဲဆိုတော့လုပ်ပါတချို့ကျတော့တက်မတော်မှာနေပြီးတော့သူကဘဝင်မြင့်တယ်ငါတို့သိတယ်ငါတို့တက်တယ်ပဲသူတို့ကလုပ်တာမရဘူးလေသူကပူပေါင်းရမှာပဲအဲ့တော့မင်းပုံမှုမဖြစ်တာဘာမှမဖြစ်ဘူးလို့မင်းရလိုက်တဲ့ဘွဲတစ်ခုပေါ့နော်သူကမဟုတ်ဘူးသူကချီကျူးကုန်ပြကြလိုက်တာအဲ့ဘွဲကဘုံမှုတဲ့တန်ကြီးရှိတယ်ကွာလို့ညီလေးလို့မင်းဘိုးကြီးဖြစ်နေတဲ့ငါမင်းကိုတစ်သလုံးလေးစားမှာလို့အဲ့တိုင်းပဲပြောခဲ့လိုက်နော်အဲ့တော့ကျတော့နောင်ချိုမကြခင်ချိန်တွေမှာပြန်ရမယ်ပြီးရင်မိုးကုတ်ကိုတိုက်မယ်နော်စစ်တပ်ကအကုန်တိုက်တော့မှာနောက်တော့သေဖို့လာကြံတာတော့နော်ငါပြောရင်မင်းတို့မင်းတို့ယုံမင်းတို့စတားလေးနဲ့ငါ့ကိုကြည့်နေမလားအေးကြည့်စစ်တပ်ကအကုန်တိုက်မှာအကုန်တိုက်မှာ तू ကနော်မင်းတို့အလှည့်လာပြီမင်းတို့တိုက်တာမင်းတို့ရပြီလားပြီးသွားပြီလားမင်းတို့တက်တိုက်လေမင်းတို့ပြောစောက်ကြီးစောက်ကျင်နေပြင်းဦးလင်းတိုက်မယ်လို့ဟမ်မန္တလေးတိုက်မယ်လို့နေပြီးတော့တက်သိမ်းမယ်လို့ဟမ်မင်းတို့တိုက်ခွင့်ပေးထားတာဟိုဟာတီးတဲ့ရဲအောင်နဲ့ကိုဘုံအဲ့လိုလေးပြပါလားလေဟုတ်ကဲ့ပါဟိုကျွန်တော်လဲဒါအခါလူမျိုးတယောက်ကကျွန်တော်ရဲ့ YouTube live ကိုကြည့်ဟို TikTok တွေကြည့်ပြီးတော့လက်ဆောင်ပေးထားတဲ့အိတ်ကလေးမလို့ကျွန်တော်ဟိုဒါလေးတော့မပေးနိုင်ပါဘူးကျွန်တော်ဝယ်ပေးဆိုရှာဝယ်ပေးပါမယ်ပေါ့နော်အဲ့တော့စစ်တပ်ကအကုန်လိုက်တော့မှာနော်မင်းတို့မိုးကုတ်တတိထားမိုးကုတ်ကစောက်ဖဲသီးတွေနော်မေလို့ပြည်သူလူထုတွေနော်ပြေးနေတို့မိုးကုတ်ကြောင်းငါမတည်ဘူးမထင်နဲ့နော်အေးငါကြိုပြောထားမယ်နော်တော့မိုးကုတ်မှာဘာတွေလုံနေလဲဆိုတာငါတို့မတည်ဘူးမထင်နဲ့အကုန်သိတယ်မင်းတို့ TNL ဂျာမန်နိုင်ငံတောင်းချမ်းသူပါပဲမင်းတို့မိုးကုတ်ကိုကာကွယ်နိုင်မလားငါတို့မြမတက်မတော်ကြီးရပဲနိုင်ငံနဲ့တိုင်းပြည်ဒီမျိုးချစ်တဲ့စိတ်နဲ့နော်ဥပဒေဘောင်အောက်ကိုရောက်သွားအောင်လုပ်နိုင်မလားဆိုတာကတော့မကြမီအချိန်တွင်းမှာမင်းတို့မျောနေလိုက်တော့အခုမင်းတို့တွင်းငယ်တို့တပိတ်ချင်းတို့မင်းတို့တိုက်နိုင်သေးလားဟမ်ဥပုံတချင်းလေးနဲ့ကပြနော်ကျွန်တော်ကမှာလေတရားရီကြည်ပြလုံးမင်းလည်းမဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ကမှာကျွန်တော်ကားပဲအကွက်ကလည်းရွေးနေတော့နော်အဲ့တော့မနာလိုရနာလိုရမသိဘူးတက်မတော်ကမင်းတို့မလုပ်ဘဲနဲ့ထားခဲ့တာ၄နှစ်ကြော်သွားပြီနော်မင်းတို့သတိထားတာကြီးထားတာနော်လာရှိုးတို့ဘာလို့မင်းတို့ကြီးထားတာဖာယုံနေမှာမင်းတို့ပြောအောင်နေဟုတ်ပြီလားနော်လကားပါဗျာကျွန်တော်ပြင်းညက်ကတည်းနဲ့လောက်တယ်ကျွန်တော်မြန်မာနိုင်ငံနဲ့အလံနဲ့ကတယ်မြန်မာနိုင်ငံနဲ့အလံနဲ့ကတော့ဒီမှာကျွန်တော်မြန်မာနိုင်ငံအလံဒီမှာရှိတယ်လေကတယ် YouTube ကကျွန်တော်ကိုဖြတ်ဟို TikTok ကကျွန်တော်ကိုဖြတ်ပလိုက်ပြီးတော့ဒီနေ့သွားလူတဲ့ကိုစားတွေကျွန်တော် view ချမပေးဘူးကျွန်တော်လူတော်လူသိစေချင်တာမဟုတ်ပါဘူးဟိုတက်မတော်ကိုချစ်တဲ့ပြည်သူလူတွေအများကြီးရှိတယ်ဆိုတာသိချင်တာပါနောက်ချိုးတိတ်မကြတော့ဘူးနော်တတိထားနောက်တဲ့3-4ရက်ဆိုရင်ရပြီကျွန်တော်လည်းပင်ပန်းနေတာဟုတ်တယ်ကျွန်တော်ပိန်သွားတယ်ကျွန်တော်သွားတယ်လန်ကြီးချမ်းတယ်နော်ကျွန်တော်ဟိုမိုင်းနောင်လို့ပါသွားတယ်နော်ဟို SSPB 1 high ဖွဲ့တွေပါညာကျွန်တော်နဲ့တွေ့တယ်
SSBB ဝိုင်းဘွဲကျွန်တော်ပြောတယ်ပစ္စတိုလေးနဲ့ကောင်လေးက21လောက်ပဲရှိအောင်မယ်အကိုကတဲ့လိုင်းဘောကကိုဖုံးဆိုတဲ့လူလားတဲ့ဟုတ်တယ်လို့ညီလေးတို့နဲ့ကိုနဲ့ဂျာမှာဘာရှိတယ်လို့မရှိပါဘူးကိုတဲ့အကိုကိုတိနေလို့ပါတဲ့โอเคသူကပြောတယ်ကျွန်တော်တို့ကတဲ့တိုက်ခိုက်ရေးအဖွဲ့ရတဲ့နောင်လိုင်းကြော်သွားပြီးတော့မှဂိတ်တဂိတ်မှာအေးပါညီလေးတို့ငါတို့ကတိုင်းပြည်အကျဉ်းစေချင်တာပါမင်းတို့ဒီပြည်တော်စုလမ်းမကြီးရထားလိုက်ပါတော့မင်းတို့အေးစစ်နေပြီးတော့ပြည်သူလူထုကိုစောင့်ရှောက်ပေးပါလို့ငါတို့ကငါတို့သွားမယ်လို့ပြောတယ်ကျွန်တော်မိုင်းအောင်ရောက်သွားတယ်မိုင်းအောင်ရောက်တော့ကျွန်တော်ပြန်လာတယ်ကျွန်တော်ဘယ်သူမှမတတ်ဘူးဘာလို့ကျွန်တော်ချစ်တယ်လေကျွန်တော်ဇော်ဘုံရင်းနဲ့လူတိုင်းသိတာပေါ့မိုင်းအောင်နေပြန်လာတယ်လေချရောက်တော့ညာဘက်ချမ်းမှာအောက်မှာကုံစုံဆိုင်နဲ့စရိုးဆိုင်နဲ့ရောင်းတယ်ပြင်းဦးတွေကလူကြီးတော့တယ်အမဲဟုတ်ကဲ့လို့ကတ်တီပဲလေစားတယ်လွိုင်းလင်းရဲ့တိုးဂိတ်မှာစိတ်ကြိုက်နေမှာတမင်းစားတယ်ပေါ်တင်မဲစော်ဘုံကြီးကြောက်တယ်ဆိုတာဟိအောင်မတက်ဘူးရိုးလို့ပြောလိုက်မယ်နော်ကြိုက်တယ်လို့ထင်လိုက်တိုင်းပြည်ကိုချစ်ဖို့လိုတယ်နိုင်ငံနဲ့လူမျိုးကိုချစ်ဖို့လိုတယ်အဲ့တော့လူတွေကအစိတ်ခက်လိုက်ရမှာလေခက်တော့ဘာဖြစ်တော့မင်းတို့ခက်တဲ့အစိတ်ကငါစားလို့ရှိရင်ချိုးမြင့်ချင်းရလာနေတဲ့ဝင်သွားမှာဘာဖြစ်လို့သိလားငါတိုင်းပြည်နဲ့လူမျိုးကိုတကယ်ချစ်တဲ့လူဖြစ်နေလို့နော်ရန်ကုန်မှာပေါ်တင်လာပြတဲ့မူလေးတဲ့နေ့မှလာလိုးပြအောင်မယ်တဲ့လားမူလေးဆိုတဲ့ဖာတယ်မနေ့ကိုလိုးလိုက်လို့နေကကျမယောက်ျားကိုကွဲပြီးတော့ကိုစော်ဘိုးကြီးမဲ့ပေါင်းပါမယ်ဆိုငါလည်းမတတ်နိုင်ဘူးငါလည်းနေမယူနိုင်ဘူးနော်ငါလိုးလိုက်မှာနော်ရိုင်းနေတယ်မလားရိုင်းနေပဲဘာသူ့ရဲ့မန်းကိုသွားဖက်လေနော်ရန်ကုန်မလာရဲဘူးတဲ့နော်အဲ့လိုလာမန်းအဲ့လိုပဲပြောမှာပဲနော်ပြင်းဦးလေးမှာပဲရမယ်တဲ့မင်းဖေးရဟိုးမိုင်းအောင်လေးသွားတယ်ဒီကိုပြင်းဦးလေးမဟုတ်ကျွန်တော်ကတန်ပဲရမယ်ကျွန်တော်လည်းသူများကိုသွားပြီးတော့ရှောက်မပြောဘူးကျွန်တော်လည်းလာမပြောနဲ့နော်ကျွန်တော်လာပြောရင်ကျွန်တော်လည်းအဲ့တိုင်းပဲပြန်ပြောတတ်တယ်ဒါကကျွန်တော်ရိုးရှင်းပြောတာကျွန်တော်ဘာမှသူများကိုကျွန်တော်အရင်မစော်ကားဘူးပဲတော့မှကျွန်တော် PDF ကလည်းကျွန်တော်ရန်သူမဟုတ်ဘူး PDF ကလည်းကိုယ်ဗမာလူမျိုးပဲနော်ကျွန်တော်လာပြီးတော့မှအဲ့လိုလာပြောရန်ကုန်မလာရဲပါဘူးလာရဲတော့ကျွန်တော်ပြောလိုက်ရင်ကျွန်တော်လာသွားလိုးပေးလိုက်နေရာတိကျပြောလိုက်လိမ့်စာပေးရလားပေးလိုက်ရေးခဲ့လိုက်နော်အဲ့မူလေးဆိုတဲ့ဖာတယ်မကိုစိုးဘိုးကြီးတို့ယောက်ျားသဘူမှာချားတယ်ငါထီပေါက်ဟိုပါလေထီပေါက်ပြီးတော့နိဗ္ဗာန်ရောက်တယ်လို့ပဲဖြစ်သွားမယ်သိလားဥပဝင်းငယ်ဘွားကြောင်းနဲ့ဥပဝငယ်တုန်းကပိုက်ကျော်ချင်းကဟိုမြမလေးပမာဏပါတာလေအောင်ချိုမြင့်လို့ ਨੇ အတူတူပေါ့အခုမန္တလေးကိုစိုးတင်မိုးတွေအောင်ချိုမြင့်ရှိတယ်အောင်ချိုမြင့်ကပိုက်ကျော်ချင်းဥက္ကဋ္ဌလာမယ်ရင်တော့ဘုချုပ်ဟောဦးကျော်စင်ဘယ်လိုလဲသူနာမည်ပိုက်ကျော်ချင်းရတယ်ပိုက်ကျော်ချင်းရတော့ကိုရတဲ့စုကိုကျောင်းအောင်ပဲပေးခဲ့လိုက်တာကိုရတဲ့စုကိုကျောင်းပဲပေးခဲ့လိုက်တာကျွန်တော်မယူသွားဘူးအိမ်ကိုကျွန်တော်တို့ကျောင်းကဒီအထက်ကကျောင်းကြီးကပိုက်ကျော်ချင်းမှာကျွန်တော်ခတ်တဲ့အချိန်မှာဒီစုတွေရဘူးပါတယ်ဆိုပြီးကျွန်တော်ပေးခဲ့တာပါဒါပါပဲနော်ကျွန်တော်မလို့ချင်းကျွန်တော်ဘာလို့မှလဲအဲဥစ္စာတေကုန်းတော့မှမပါတာစစ်တပ်ကတမျိုးမှမသိနိုင်ဘူးဆိုတာမသိဘူးမသိသေးတာဒီတိုင်းလွတ်ထားတာစစ်တပ်ကသိနိုင်ရင်တနိုင်ငံလုံးအကုန်လုံးတစ်ခါတည်းသိမ့်လိုက်မှာသိရင်တစ်ခါတည်းသိမ့်လိုက်မှာအကြံဟာကနေဖြစ်သွားမှာစစ်တပ်ကဘာလို့မသိနိုင်ရမှာလဲခဏတော့တပုံတွေဘလောက်ကြီးဆွမ်းမကားကြီးလဲဆိုတော့တမင်သက်လွတ်ပေးတာစစ်တပ်ကစစ်သားတက်မလို့သားဘာလို့မသိနိုင်ရမှာလဲစုတောင်းလေတက်မလို့သားတွေတကယ်သိမ့်မယ်ဆိုရင်ချီးပါပန်းသွားမယ်
နော်တက်မတော်သားတကယ်လုပ်ပြီးဆိုရင်တက်မတော်မှာခင်ဗျာနီးပညာခင်ဗျားတို့ဒရုန်းတင်ဘာညာတို့ဘယ်တော့တင်ရမှာလဲခဏပဲလေခင်ဗျားတို့တက်မတော်သွားပြီးတော့သွားဆွာတက်မတော်အားကြီးခင်ဗျားတို့သွားတင်ပေးတာသွားတိုက်တာတက်မတော်မလုပ်သေးတာသိလားဒါနိုင်ငံရေးစစ်ပွဲအမြင့်ပြတ်ပဲနော်ဟောနေမီလူတွေဘလောင်နဲ့ကြေးရည်နဲ့လူလေဘယ်နေရာကိုရမှာလဲပြီးခင်ဗျားတို့တေကြမှာဘယ်နေရာမှမရဘူးအလို့စီဒီလမ်းကြီးကအစိုးရပိုင်းနဲ့လမ်းကြီးပဲဖြစ်မှာအစိုးရပိုင်းနဲ့လမ်းကြီးပဲဖြစ်မှာအဲ့လမ်းကြီးကခင်ဗျားတို့တဘုံလေးပိုင်းမှာမဟုတ်ဘူးရှင်းလားနားလေလားအဲ့ဒါကိုခင်ဗျားတို့ဇက်နောင်ကိုထားပေးထားတာဟိုကလှုပ်စမ်းခင်ဗျားတို့အနေနဲ့တက်မလို့ပြိုကွဲမယ်လို့ထင်လို့လားမေးကြည့်တာပါ